သက်20ကျော်မှာအဓိကပတ်စံရှာတာကအဓိကမဟုတ်ပါဘူးအလုပ်မှာ experience လောက်တာကအဓိကပါနော် experience ရဖို့ကအဓိကရှိပါတယ်အဲ့ဒါကြောင့်အလုပ်မှာ experience ရဖို့အတွက်ကိုအလုပ်ရှာလုပ်ဖို့အရေးကြီးပါတယ်နော်ကိုကလခတစ်ခုယူထားပြီးတာဝန်တစ်ခုယူထားပြီးယာထူးတစ်ခုယူထားပြီးဆိုရင်အဲ့ဒီယာထူးအဲ့ဒီလခနဲ့တန်တဲ့အလုပ်ကိုပေးဆက်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ management မှာရှိပါတယ် duty responsibility authority and accountability လို့ခေါ်ပါတယ်တာဝန်ယူမှုတာဝန်ခံမှုကယူရပါတယ်နှုတ်မို့ဆိုရင်မလုံမရှုပ်မပြုတ်ရပါတယ်ဒီစေးခိုးတာငါနဲ့မဆိုင်ပါဘူးကိုပစ္စည်းမှမဟုတ်တာငါပစ္စည်းမပါသွားပါဘူးငါအမုန်းခံပြီးဘာလို့ပြောမှလဲအဲ့လိုလူတွေအခုရဲ့လုပ်ငန်းခွင်တွေမှာအများကြီးရှိပါတယ်အဲ့ဒီစိတ်မျိုးမထားပါနဲ့အဲ့ဒီစိတ်မျိုးထားလို့ရှိရင်ဘယ်တော့မှလုပ်ငန်းရှင်မဖြစ်ပါဘူးအလုပ်သေးသေးလေးပဲလုပ်ကြီးကြီးလေးပဲလုပ်ကိုယ့်ရဲ့ reputation ကိုကုမ္ပဏီတွေမှာအမြဲတမ်းကောင်းအောင်လုပ်ပါကုမ္ပဏီမှာတန်ရှင်းပဲလုပ်လက်သက်ပုဂ္ဂိုလ်နာပြောတဲ့ကားဆရာပဲလုပ်နော်ဝန်ထမ်းသေးသေး executive ပဲလုပ် reception ပဲလုပ်ကိုကုမ္ပဏီမှာလုပ်တယ်ဝန်ထမ်းလုပ်တယ်ဆိုလို့ရှိရင်အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့ပါကိုအတွက်ပညာသင်ပေးနိုင်မဲ့ဒီရုံးကိုအတွက်ပညာသင်ပေးနိုင်မဲ့ boss နေရာကိုရှာပါအထူးသဖြင့်အသက်25နှစ်ပတ်ဝန်းကျင်မှာရှိတဲ့လူငယ်တွေအတွက်ပတ်စံကိုမရှာပါနဲ့ experience ကိုရှာပါဝန်ထမ်းဘဝမှာဘယ်အလုပ်ပဲလုပ် engineer ပဲလုပ်ဆရာဝန်ပဲလုပ်အခုနပြောသလိုပဲGM ပဲလုပ် CEO ပဲလုပ်တမျက်စီးလဲပဲလုပ်ဘာပဲလုပ်နံပါတ်1ကတော့ကိုယ့်အလုပ်မဟုတ်လေဝင်လုပ်ပါနော်ကိုယ့်အလုပ်ကိုသူများထက်သာအောင်ဘယ်လိုလုပ်နိုင်မလဲဆိုတဲ့ဟာမျိုးဝင်လုပ်ပါနောက်တစ်ခုကတော့ engineer လုပ်လေ engineer မှာကျွမ်းကျင်ရင်ဖြစ်တဲ့အပြင်ကို engineer နဲ့မဆိုင်တဲ့ဘာသာတွေဥပမာ management လိုဘာသာမျိုးတွေ HR လိုဘာသာမျိုးတွေလည်းလေ့လာပါဆိုတော့ဒါကတော့ကျွန်တော်ဝန်ထမ်းတိုင်းကိုပြောတာဖြစ်ပါတယ်ခါတလေကြားလို့ရှိရင်စိတ်ကူးရှိပြီးတော့အတွေ့အကြုံမရှိလို့ရှိရင်အဲ့ဒီစိတ်ကူးကိုအကောင်အထည်ဖော်မဲ့နေရာမှာခက်ပါတယ်ဆိုတော့လေထဲမှာတိုက်အိမ်ဆောက်သလိုပါပဲခုနကပြောသလိုပဲကမ်းနားမှာသဲအိမ်ဆောက်သလိုပါပဲ idea ရှိပြီးတော့အကောင်အထည်ဖော်ဖို့အတွက်လက်တွေ့ဘဝနဲ့တကယ်လက်တွေ့ experience ရှိဖို့လိုပါတယ်ကို့မှာမရှိဘူးဆိုလဲရှိတဲ့လူနဲ့ပေါင်းဖို့လိုပါတယ်ခင်ဗျ